ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့ဂျာသာပရိနေ့အတွက်ဖြစ်ပါတယ်ဒီမနေ့ကတော့ကျွန်တော်လည်းဒါလောက်သိမ့်မအားဖြစ်တော့မတင်ပေးပြဘူးဗျာနော်မနေ့ကစဉ်းစားတာကဒါ83နဲ့9နှစ်ဆိုတော့အလယ်မှာ35ဆိုပြီးတော့နက်ကတ်ဖြစ်နေတယ်ထိပ်ပိတ်ကလည်းကျွန်တော်တို့10နှစ်ဆိုပြီးတော့ဒါ35 break ဖြစ်နေတယ်ပေါ့နော်ဒီ35 break ဖြစ်တယ်အလယ်မှာနက်ကတ်ဖြစ်တယ်ဆိုလို့ရှိရင်တော့နောက်နေ့မှာဒါ35ချင်း35 break လာဖို့သိကြပါတယ်မိတ်ဆွေများအနေနဲ့လုံးဝရှိရင်တော့ဒီ35ချင်း35 break ဖြစ်အောင်ပဲအဓိကဦးစားပေးပြီးကစားပါဗျာနော်ကျွန်တော်ကတော့ဒါဒီဂျာသာပရိနေ့မှာ9ချိန်ကြိုက်တယ်9ချိန်ကြိုက်တဲ့အတွက်9ချိန်ကိုပဲဒါ35ချိန်35 break ဖြစ်အောင်လှုပ်ထားပေးပါတယ်ဒီကလို့ကိုကအပူထိုးနိုင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြောရမယ်3355တို့35ဒီကောင်လေးတော့ထည့်ထိုးတင်ပါတယ်ဒါပေမဲ့ကျွန်တော်အကွက်တိုင်းများသွားမှာဆိုလို့ဒီထဲမှာမရွေးရပေးပါဘူးဒီထဲမှာပြန်ကြဖြစ်တဲ့25တကွက်တော့ပါပါတယ်မနေ့ကမှဆင်လာတဲ့အတွက်မိတ်ဆွေများလေးနဲ့ဒီ25ကိုမကြိုက်လို့ရှိရင်တော့ဖယ်လို့ရပါတယ်ဗျာနော်ကျွန်တော်ကတော့ဒါအကွက်လေးပုံမိသွားအောင်လို့ဒီဟာတွေကိုဒါအကောလုံးထည့်ထားပေးခြင်းဖြစ်ပါတယ်ဒီနေ့မှာဒီဂျာသာပရိနေ့မှာ9ချိန်လုံးကအားကောင်းပါတယ်ကိုမှလုံးမရှင်တော့ဒီ9ချိန်နဲ့ပဲကစားပါကျွန်တော်ကတော့9ချိန်ကို35ချိန်35 break ဖြစ်အောင်ပဲဒါအဓိကဦးစားပေးပြီးလှုပ်ထားပေးခြင်းဖြစ်ပါတယ်ဗျာနော်ကျွန်တော်ဒီဗီဒီယိုအောက်မှာကျွန်တော် Viber Telegram group link တွေချလာပေးပါမယ် group link နဲ့ဝင်ကြည့်ခြင်းနဲ့မိတ်ဆွေများဥမာမနေ့ကလိုမျိုးကျွန်တော်ဗီဒီယိုမတင်ပေးဖြစ်ဘူးဆိုလို့ရှိရင်တော့ group link တွေမှာအလွယ်တကူဝင်ပြီးကြည့်လို့ရအောင်လို့ဒီအောက်မှာဒီ Viber Telegram group link လေးချထားပေးလိုက်ပါမယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ